နိုင်ငံခြားမှာကျောင်းသွားတတ်ခြင်းနဲ့ကျောင်းသွားတတ်ဖို့လည်းစိတ်ဝင်စားတယ်ဒါပေမဲ့ဘယ်လိုမျိုးလုပ်ရမလဲဆိုပြီးတော့စဉ်းစားလို့မရဘူးတွေးဝေနေတဲ့သူတွေအနေနဲ့အတွက်ကိုပေါ့နော်အဓိကဒီဗီဒီယိုလေးကိုလုပ်ပြတာဖြစ်ပါတယ်ဘယ်ကနေဘယ်လိုစလုပ်ရမလဲမသိဘူးဆိုတော့ကျောင်းသားလူငယ်တွေအတွက်ကို MS ဆိုင်ရာနေပြီးတော့အသိရှိနေပါတယ်နိုင်ငံခြားမှာကျောင်းသွားတတ်မယ်လို့စပြီးတော့တွေးလိုက်ပြီးဆိုတာနဲ့အားလုံးရဲ့အတွေ့အထဲမှာဘယ်နိုင်ငံကိုသွားရမလဲဘယ်တက္ကသိုလ်ကိုစပြီးတော့ရှောက်ရမလဲဘယ်လိုစာရွက်စာတမ်းတွေပြင်ဆင်ရမလဲဘယ်လောက်ကုန်ကြမလဲ scholarship တွေရမှာလားအလုပ်ကိုင်ခွင့်လန်းတွေရရောဘယ်လိုမျိုးအာမခံချက်တွေရှိလဲဘယ်လိုမျိုးလွယ်ကူလဲစတဲ့အတွေ့တွေအများကြီးကခေါင်းထဲမှာတတိတတိုင်းရှိလာမှာပေါ့နော်ဆိုတဲ့အခါကျတော့ဒီလိုမျိုးအတွေ့တွေလိုမျိုးဒီမေးခွန်းတွေပေါ့နော်မေးရမသေးချာမေးခွန်းတွေအတွက်ကိုဒီ MSI Overseas Education ကနေပြီးတော့ဆောင်ရွက်ပေးဖို့အတွက်ကိုအဆင်သင့်ရှိနေပါတယ် MSI Overseas Education ဆိုလို့ရှိရင်ဒီ Overseas Education Consultancy လောကမှာ16နှစ်ကြာရက်တည်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျောင်းသားကျောင်းသူတွေတည်တဲ့အချက်လက်တွေမိဘတွေတည်တဲ့အချက်လက်တွေအားလုံးကိုအသေးစိတ်တနေရာထဲမှာ one stop quality service အနေနဲ့စုံစုံလေးသိရှိအောင်စီစဉ်ဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အသေးစိတ်သိကျင်လို့တဲ့အကြောင်းအရာတွေအားလုံးနဲ့ပတ်သက်ပြီးတော့ MSI Overseas Education ကိုလာပြီးတော့ဆွေးနွေးလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုသတင်းကောင်းပါချင်ပါတယ်ထပ်ပြီးတော့လည်း MSI ကနေတဆင့်ပေါ့နော်ဘယ်လိုမျိုးအကြောင်းအရာတွေဆက်ပြီးတော့ပြောသွားပေးမယ်ဆိုတော့ဒီဗီဒီယိုလေးတွေစီစဉ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့လည်း TikTok channel ကိုလည်းအချိန်မီအမြဲတမ်း keep in touch စောင့်ကြည့်နေဖို့အတွက်ကိုလည်းပြောချင်ပါတယ်ဒီအခုလောလောဆယ်ပေါ့နော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့သိချင်တဲ့အကြောင်းအရာတွေမေးချင်တဲ့အကြောင်းအရာတွေရှိရဆိုလို့ရှိရင်လည်း comment box မှာလာပြီးတော့မေးထားလို့ရပါတယ်တဦးချင်းစီကိုအသေးစိတ်ပြန်ပြီးတော့အကြောင်းပြန်ပေးသွားပါမယ်ရှင်